အားလုံးပဲကိုရီးယားနိုင်ငံမှာ G1 99ကင်ဆောင်ထားတဲ့ညီကိုတွေလည်းဒီတန်းဗီဇာကိုပြောင်းလို့ရပြီဆိုတာကိုကျွန်တော်ဒီဗီဒီယိုရနေတစ်ဆင့်မျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အရင်တုန်းကတော့ G1 99ကင်ဆောင်ထားတဲ့သူတွေကဘာဗီဇာကိုမှပြောင်းလို့မရဘူးဆိုပြီးတော့ကျွန်တော်တို့ကြားသိခဲ့ရတယ်ဆိုတော့ကျွန်တော်အရင်ကိုရီးယားမှာရောက်နေတဲ့စကားပြန်လုပ်နေတဲ့အကိုအမတွေကိုလည်းကျွန်တော်မေးတယ်ပေါ့နော်ရလာသူတို့တော့မရဘူးပြောတာပေါ့နော်ဒါပေမဲ့အခုကတိကျတဲ့အချက်လက်တွေကျွန်တော်မှရထားတဲ့အတွက်ကြောင့်ကျွန်တော်ကိုယ်တိုင်စာရေးစာတမ်းတွေပြင်ပေးမယ်အပြင်ကိုကျွန်တော်တို့လိုအပ်တဲ့စာရေးစာတမ်းတွေပြီးရင်ကျွန်တော်တို့ဒီပြောင်းလဲရတဲ့အကြောင်းပြချက်စာယူစောပေါ့နော်အဲ့လိုမျိုးဟာတွေကိုကျွန်တော်ကိုယ်တိုင်ရေးပြီးတော့တင်ပြီးမှဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လာဘောက်ကမှလိုက်ပြီးတော့စကားပြန်လုပ်ပေးမှဖြစ်ပါတယ်ဆိုတော့ကိုက G199 ကနေဒီတန်းဗီဇာကိုပြောင်းလဲမယ်ဆိုလို့ရှိရင်လိုအပ်တဲ့အချက်လက်တွေတော့ကျွန်တော်တို့ရှိနေဖို့လိုတယ်ပေါ့နော်ဆိုတော့ဘာအချက်လက်တွေလဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုရီးယားနိုင်ငံမှာ2နှစ်နဲ့ဘွဲရထားတဲ့သူဆိုလို့ရှိရင်အဆင်ပြေပါတယ်ဆိုတော့ E9 နဲ့ပဲကြောင်းတက်ခဲ့တာဖြစ်ဖြစ် G1 နဲ့ပဲကြောင်းတက်ခဲ့တာဖြစ်ဖြစ်အဆင်ပြေပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တို့ကိုရီးယားနိုင်ငံမှာKNB စာဝတ်သွင်း program အိုတန်းကဲရှိလို့ရှိရင်အမှတ်20တောင်ရတာဖြစ်တဲ့အတွက်ကြောင့်အိုတန်းကဲရှိတော့အကောင်းဆုံးပေါ့ဗျာဒါပေမဲ့ topic ရှိရင်လည်းရပါတယ်ဗျာ topic ဆိုလို့ရှိရင် level 4ဆိုလို့ရှိရင်တော့မှပဲအမှတ်က15မှတ်လောက်ရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်topic ပဲရှိတာဖြစ်ဖြစ် KNB ရှိတာဖြစ်ဖြစ်ကျွန်တော်တို့ဒီတန်းဗီဇာကိုပြောင်းလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီတန်းဗီဇာကိုပြောင်းလဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမှတ်190မှာကျွန်တော်တို့ကအနည်းဆုံး80ရရမယ်ပေါ့နော်ဆိုတော့အသက်အပိုင်းခြားတွေလည်းရှိတဲ့အပြင်ကိုကျွန်တော်တို့အသေးစိတ်ကိုတော့ကျွန်တော်ကဒီကျွန်တော်ဖုန်းဆက်ဆိုလို့ဖုန်းဆက်တယ်ဆိုရင်ကျွန်တော်အသေးစိတ်ရှင်းပြပေးမယ်ကျွန်တော်ကိုယ်တိုင်စာရေးစာတမ်းတွေပြင်ပေးမယ်ပြီးရင်ကျွန်တော်ကိုယ်တိုင်စကားပြန်လိုက်လုပ်ပေးပါမယ်ခင်ဗျာဆိုတော့ဒီသတင်းကဒါကိုရီးယားနိုင်ငံမှာဒါပထမဆုံးဖြစ်လိမ့်မယ်ခင်ဗျာဆိုတော့ဒီဟာကသတင်းအတိအကျရထားတယ်အချက်လက်တွေမှန်ကန်ပါတယ်ခင်ဗျာဒါကကျွန်တော်အခြားလူကိုလိန်ဖို့လည်းမဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်ဗီဒီယိုအများစုကိုလည်းကျွန်တော်တိကျမှတာကျွန်တော်တင်တယ်ပေါ့ခင်ဗျာဆိုတော့G1 နဲ့ကန်ဆောင်ထားတဲ့ညီကိုတွေအရေးချင်းရှိတဲ့ညီကိုတွေပေါ့နော်စိတ်သက်ကြစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်ကိုယ်တိုင်လိုက်ပြီးတော့လုပ်ပေးမယ်ပေါ့နော်ဆိုတော့လိုအပ်တဲ့စာရေးစာတမ်းတွေကျွန်တော်ခုနကပြောခဲ့သလိုအကြံပေးပြောခဲ့သလိုပေါ့နော်ကျွန်တော်ပြောင်းကျင်တဲ့သူရှိလို့ရှိရင်ကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာလာပြီးတော့ comment မှန်ပေးပါကျွန်တော်ဆက်သွယ်ပေးမယ်ခင်ဗျာပြီးရင်ကျွန်တော်လိုအပ်တဲ့စာရေးစာတမ်းတွေကိုလည်းကျွန်တော်ကိုယ်တိုင်အသေးစိတ်ရှင်းပြပေးပါမယ်ဗျာဆိုတော့ကျွန်တော်တို့ကိုရီးယားနိုင်ငံမှာရှိတဲ့ G199 ကင်ဆောင်ထားတဲ့ညီကိုတွေဘာမှစိတ်သက်ကြနေစရာမလိုဘူးပေါ့နော်ကိုကဒါအရေးချင်းရှိနေမယ်ကိုမှအချက်လက်တွေပြည့်စုံနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ G199 ဗီဇာကနေလည်းဒီတန်းဗီဇာကိုကျွန်တော်တို့ဖောက်ထွက်လို့ရပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေရပါစေလို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ဒီဗီဒီယိုကကိုရီးယားနိုင်ငံမှာ G199 ကင်ဆောင်ထားတဲ့သူကနေဒီတန်းဗီဇာကိုပြောင်းတာဒါကျွန်တော်ဒီဗီဒီယိုကပထမဆုံးအဖြစ်လိမ့်မယ်ပေါ့နော်အဲ့အတွက်ကြောင့်တချို့လူတွေမယုံတဲ့လူတွေရှိလို့ရှိရင်ကျွန်တော်ကိုဓာတ်ရိုက်လာဆက်သွယ်လို့ရပါတယ်ကျွန်တော်မှာအချက်လက်တွေရှိတဲ့အတွက်ကြောင့်ကျွန်တော်ကိုယ်တိုင်လည်းလာဘောက်ကမှာသွားပြီးတော့ကူညီပေးမှာဖြစ်တဲ့အတွက်ကြောင့်comment မှန်ခဲ့ပြီးလို့ရပါတယ်ခင်ဗျာ